အဲ့မှာအဲ့လိုမျိုး featuring တွေ like ဆိုပေးတဲ့အချိန်မှာတော့မိုက်တယ်တကယ်အတန်နဲ့အဲ့လိုမျိုးဆိုတဲ့ပုံစံတွေကျွန်တော်သဘောကျတယ်လောက်ပဲအဲ့လိုပုံစံဆို rap ဆိုတာတဲ့ဆိုရင်အဲ့လိုမျိုး featuring မှာအဲ့လိုမျိုးဝင်ပြီးတော့ melody ဆိုပေးတာအဲ့လိုမိုက်တယ်လောက်ပဲအတန်နဲ့နောက်ဆုံးကြတော့မိမမှန်တဲ့ငါရမှာပါရှိရလို့မြင်ပြဿနာကိုယုံနေတဲ့လူကပါလောအားလုံးမင်္ဂလာပါကျွန်တော် Heroin Facebook နဲ့ YouTube channel အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော် reaction လုပ်တဲ့သချင်းကတော့ဘာဝိုင်းရဲ့အသစ်ထွက်ထားတဲ့ Dynasty ဆိုတဲ့ series ထဲမှာလွမ်းပိုင်နဲ့ပို့ထားတဲ့သချင်းပေါ့နောက်ဆုံးကြတော့သချင်း reaction လုပ်ပါပါအားလုံး Let's go မရှိရလို့မြင်ပြဿနာကိုယုံနေတဲ့လူကပါဟုတ်တယ်မင်းဘာရဲ့လုံးဝဒီဇိုင်းကလာနေတာပုံကြီးကလုံးဝအလွင့်တယ်နည်းနည်းစီတော့မင်းဆက်ပုံဟိုသူရုပ်ဟိုအထာနဲ့လုံးဝမိုက်ချင်းမထွက်တာကြာပြီဖြစ်တယ်မှပြန်ထွက်လာတာအဘွိုင်းနဲ့ပြောလိုက်ပါငါကနွားပါမင်းအိတ်ထဲကရေလို့တုံညံမောက်ချမောက်ထားပါငါမင်းတော့စိတ်လို့ရစေသွားမှာယုံကြည်လို့ထားမြတ်တာပေးရင်မြတ်တာပြန်ရမှာဒါတွေရှင်တော့ဟိုဟာလူရလူတချင်းဖိုက်တောင်ပြန်ရတယ်လုံးဝသူတို့နှစ်ယောက်ချင်းအိုက်ပါလားဟုတ်တယ်မင်းပြောလိုက်ပါငါကနွားပါမင်းအိတ်ထဲကရေလို့တုံညံမောက်ချမောက်ထားပါငါမင်းတော့စိတ်လို့ရစေသွားမှာယုံကြည်လို့ထားမြတ်တာပေးရင်မြတ်တာပြန်ရမှာဒါတွေဟာမရွေတွေပါဒီပြန်လာနိုင်မလားတောင်းဆိုခဲ့သူငါရဲ့စကားမေတ္တာပေးတယ်မေတ္တာပြန်မရစကားတော့လုံးဝ100%မှန်တာမဟုတ်မှားတယ်ဘာလို့ဆိုတော့အချို့ຢာတွေကလုံးဝအခြေစင်းနဲ့ထိုက်တန်နေဘူးအဲ့ဒါတော့ဒီလိုထားမြတ်တာပေးရင်မြတ်တာပြန်ရမှာဒါတွေဟာမရွေတွေပါဒီပြန်လာနိုင်မလားတောင်းဆိုခဲ့သူငါရဲ့စကားလောင်ရီကဟာတိုင်းလို့သွားနောက်ဆုံးကြတော့မရှိခဲ့သူငါရဲ့မှာပါနောက်ဆုံးကြတော့မင်းမမှန်တဲ့ငါရဲ့မှာပါ I've been up and down ရင်ကုန်နဲ့စီးခြင်းချစ်ကြောင်ချစ်ကိုနာချီးခြင်းနေပြသွားခဲ့တဲ့ငါကြောင်ဘောကဆုပ်ပြက်ကသက် I ain't never going back စဉ်းစားနေတော့ကထွက်ရှစ်ဆက်ဖို့ခက်မြင်ရှိတော့ရှစ်ဆက်ဖို့ခက်ငါဘောရဲ့နေအများတွက်ပိုက်ဆိုင်တာအားလုံးလည်းမင်းသွားအောင်ဒါပေမဲ့ဒီရခွင့်ငါကိုပေးဟိုရင်လို့ပြုံးတာမှချစ်သူလေး always forever ငါချစ်သူလေးဆွဲလန်းခဲ့ဖူးတဲ့နှခမ်းအနမ်းများနဲ့ host in the team ဘယ်လောက်ဆိုးလဲငါမသိခြင်းလုံးလာတာပြီးရင်ရှုံးမြတာရှိရင်တောင်းမုန်းမြတာသိရင်ကောင်းမယ်နောက်ဆုံးကြတော့မရှိခဲ့သူငါရဲ့မှာပါနောက်ဆုံးကြတော့အဲ့လိုမျိုး featuring တွေ like ဆိုပေးတဲ့အချိန်မှာတော့မိုက်တယ်တကယ်အတန်နဲ့အဲ့လိုမျိုးဆိုတဲ့ပုံစံတွေကျွန်တော်သဘောကျတယ်လောက်ပဲအဲ့လိုပုံစံဆို rap ဆိုတာတဲ့ဆိုရင်အဲ့လိုမျိုး featuring မှာအဲ့လိုမျိုးဝင်ပြီးတော့ melody ဆိုပေးတာအဲ့လိုမိုက်တယ်လောက်ပဲအတန်နဲ့နောက်ဆုံးကြတော့မိမမှန်တဲ့ငါရဲ့မှာပါရှိရလို့မြင်ပြဿနာကိုယုံနေတဲ့လူကပါဟုတ်တယ်မင်းပြောလိုက်ပါငါကနွားပါမင်းအိတ်ထဲကရေလို့တုံညံမောက်ချမောက်ထားပါငါမင်းတော့စိတ်လို့ရစေသွားမှာယုံကြည်လို့ထားမြတ်တာပေးရင်မြတ်တာပြန်ရမှာဒါတွေဟာမရွေတွေပါပြန်လာနိုင်မလားတောင်းဆိုခဲ့သူငါရဲ့စကားလောင်ရီကဟာတိုင်းလို့သွားနောက်ဆုံးကြတော့မရှိခဲ့သူငါရဲ့မှာပါနောက်ဆုံးကြတော့မင်းမမှန်တဲ့ငါရဲ့မှာပါအဲ့လိုမိုက်တယ် Dynasty ဟိုအဘွိုင်းရဲ့ CD အသစ်ထွက်တာတချင်းတွေအကုန်လုံးမိုက်တယ်ဗျကျန်တဲ့ချင်းတွေလည်းအကုန်လုံးနားထောင်ကြည့်ပဲလုံးဝမိုက်တယ်ဖိုင်တဲ့တချင်းတွေ
တချင်းအစ်စ်မထွက်တာကြာပြီဖြစ်တဲ့အာဘိုင်းရဲ့ CD အစ်စ်ပေါ့လိုင်းကာလာနေတာကိုလည်းရှိုးလိုက်အောင်ဝမ်းမိုက်အားလုံးပဲကြည့်ရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်